client ကဈေးကြီးတယ်လို့ပြောလာရင်ဘယ်လိုတုံ့ပြန်မလဲမင်္ဂလာပါကျွန်တော်ကို is ပါဒီဇိုင်နာတယောက်အနေနဲ့အလုပ်တစ်ခုအတွက် condition ပို့လိုက်တဲ့အခါဈေးကြီးလိုက်တာအပြင်မှာဒီထက်သက်သာတာတွေရှိတယ်ဆိုတဲ့စကားမျိုးကြားဖို့ကြမှာပါအဲ့ဒီချိန်မှာခင်ဗျာလုံးဝစိတ်မဆိုးပါနဲ့စိတ်လည်းမညစ်ပါနဲ့ဘာလို့လဲဆိုတော့ဈေးကြီးတဲ့ဆိုတာကသူတို့ကခင်ဗျားကိုမအပ်ချင်တာမဟုတ်ပါဘူးခင်ဗျားရဲ့ဈေးနှုန်းနဲ့ထိုက်တန်တဲ့ value တန်ဖိုးကိုသူတို့မမြင်သေးလို့ပါ2026မှာဈေးမလျှော့ပဲအလုပ်ရအောင်ဒီလိုတုံ့ပြန်ကြည့်ပါဈေးစစ်လာရင်3ရမယ့်နီလန်3ခုကိုပြောပြပေးပါမယ်နံပါတ်1ဈေးမလျှော့ပါနဲ့ scope ကိုလျှော့ပါဒါကအထီးရောက်ဆုံးပါ client ကဈေးလျှော့ပေးပါလို့ပြောလာရင်ဟုတ်ကဲ့လျှော့ပေးပါမယ်လို့ချက်ချင်းမပြောပါနဲ့ budget နဲ့ကြိုင်အောင်ကျွန်တော်ဝန်ဆောင်မှုချို့ကိုလျှော့ပေးပါမယ်လို့ပြန်ပြောပါဥပမာ concept 3ခုအစားတစ်ခုပဲပြင်ပေးမယ်ပြင်ဆင်က9ချိန်အစားတစ်ချိန်ပဲပြီးမယ်စသဖြင့်ပေါ့ဒါမှကိုယ့်ရဲ့လောက်အားရဲ့တန်ဖိုးကကျမသွားမှာပါနံပါတ်2ရင်းနှီးမြှုပ်နှံမှုအဖြစ်မြင်အောင်ပြောပါဒီဇိုင်းဆွဲတာဟာပတ်စံဖြုံးတာမဟုတ်ဘဲနဲ့လုပ်ငန်းတိုးတက်ဖို့ရင်းနှီးမြှုပ်နှံတာဖြစ်ကြောင်းရှင်းပြပါဒီလိုကိုအတွက်အခုသိန်းကနန်းသုံးလိုက်တာဟာနောက်9နှစ်10နှစ်အထိ brand ရဲ့ယုံကြည်မှုကိုတိစောက်ပေးမှာပါဆိုတာမျိုးပေါ့ရေရှည်အကျိုးမြတ်ကိုပြနိုင်ရင်ဈေးနှုန်းကပြဿနာမဟုတ်တော့ပါဘူးနံပါတ်3လုပ်ငန်းစဉ်ကိုရှင်းပြပါ client တွေက logo တစ်ခုကိုနိုင်ပိုင်းနဲ့ဆွဲနိုင်တယ်လို့ထင်နေကြပါတယ်ဒါကြောင့်ကိုယ့်ရဲ့အလုပ်လုပ်ပုံအစဉ်စဉ်ကိုပြပါ research လုပ်တာ sketch ဆွဲတာ psychology အရာအယောင်ရွေးတာစတာတွေကိုရှင်းပြလိုက်တဲ့အခါဒါကြောင့်ဒီဈေးဖြစ်တာကိုဆိုပြီးတော့သူတို့နားလည်သွားပါလိမ့်မယ်နောက်ဆုံးတစ်ချက်ကတော့တကယ်လို့ခမ ्या ကအသေးချာရှင်းပြပေးမယ် client ကကိုယ့်ရဲ့လုပ်အားကိုလုံးဝတန်ဖိုးမထားဘူးအရန်နေပြီးတော့ဈေးစစ်နေတဲ့ဆိုရင်တော့အဲ့ဒီလုပ်ကိုငင်းပယ်ဖို့ခမ ्या မကြောက်ပါနဲ့ကိုယ့်ရဲ့တန်ဖိုးကိုနားလေတဲ့ client နဲ့ပဲလုပ်တာကရရှိမှာခမ ्या ရဲ့စိတ်ကျမ်းမာရေးနဲ့ခမ ्या ရဲ့ career အတွက်ပိုကောင်းပါလိမ့်မယ်နေ့ချုပ်အနေနဲ့ပြောမယ်ဆိုရင်တော့ဈေးနှုန်းဆိုတာကိန်းကနန်းတက်တစ်ခုပါပဲတကယ်တန်ဖိုးကိုပြနိုင်ရင်လူတွေကပျော်ပျော်ကြီးပေးကြမှာပါကိုယ့်ရဲ့အရေးချင်းကိုယုံကြည်မှုရှိနဲ့သာတင်ပြပါခင်ဗျားတို့ရော project မှာဈေးစစ်ခံရတော့ကဘယ်လိုပြန်ပြောခဲ့လဲ comment မှာမျှဝေပေးပါဦး see you